ဘာဒီမာနေတာလဲမနေတဲ့နေရာမှာဖြေရှာမယ်တခါတလေစကားတွေမှာလဲအေးစေးပေါ့ပြန်လျှော့အထာတွေထားမနေပါနဲ့အချင်းချင်းပဲငါတို့တွေကဘာတွေချားနေတာလဲမဟုတ်ဘဲနဲ့ဒီဘေးမှာဆရာတွေများနေတာပဲပါဝါတွေပြနေကြသမျှမတူကြဘူးပတ်ဝန်းကျင်အနေထားကာလာတွေဟာနေမှာပဲဘာဖြစ်လဲ